Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာဖတ်ပြချင်တဲ့ဆောင်းပါးလေးကတော့အချိန်ဆွဲတဲ့အကျင့်ကိုဘယ်လိုဖြောင်းမလဲအချိန်ဆွဲတဲ့အကျင့်ကိုဘယ်လိုဖြောင်းမလဲမပြောခင်ဒီဆောင်းပါးလေးကိုအချိန်မဆွဲပဲတစ်ခါတည်းတစ်ထိုင်နဲ့နားထောင်စီရအောင်နော်2မိနစ်3မိနစ်ပဲကြာမှာပါလုံးစရာရှိတာကိုထားမလုပ်ပဲဟိုနေ့မှလုပ်မယ်ဒီဟာဖြစ်မှလုပ်မယ်ဆိုတဲ့အကျင့်ကလူတိုင်းမှာရှိပါတယ်ကိုတကယ်မအားလို့အချိန်ရှိလိုက်တာရန်ဖာရန်ခါမှာပြင်းလို့အချိန်ဆွဲတာကပြဿနာမဟုတ်ပေမဲ့အကျင့်တစ်ခုလိုဖြစ်လာပြီဆိုရင်တော့ပြဿနာရှိနိုင်ပါတယ်။ဘာလို့အချိန်ဆွဲကြတာလဲ။အချိန်ဆွဲတာကိုသိပ္ပံဆန်ဆန်ပညာရဲ့ဆန်ဆန်စကားနဲ့ပြောရရင်နောက်ဆက်တွဲတွေဖြစ်လာမှာတည့်ရတာနဲ့အချိန်ဆွဲတာကကိုထိန်းချုပ်နိုင်စွာနေတာပါတဲ့။ထားပါလေလူရင်းပြောရရင်ကတော့မလုပ်ချင်လို့မလုပ်တာပါ။အချိန်ဆွဲတာကပြင်းလို့ပြောကြပေမဲ့တခါတလေမှာဒါကကိုယ့်ရဲ့အပြုမှုဆိုင်ရာပြဿနာဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာပြဿနာတွေရဲ့လက္ခဏာတစ်ခုလည်းဖြစ်နေနိုင်ပါတယ်။အချိန်ဆွဲတဲ့လူတိုင်းတော့မဟုတ်ပေမဲ့လူတချို့မှာဒီပြဿနာတွေရှိနေတတ်ပါတယ်။အထူးသဖြင့်ခဏအချိန်ဆွဲတဲ့လူတွေမှာပေါ့။အချိန်ဆွဲတာနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ဘယ်လိုများဆက်ဆက်နေမလဲဆိုရင်အပြုမှုပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ပြောရရင်တချို့ကအရာကို6ပြစ်ကင်းသိစက်လဲလိုချင်ကြတယ် perfectionist ပတွေပေါ့ဒီတော့သူတို့လုပ်တဲ့အလုပ်ကအကောင်းဆုံးမဖြစ်မှာစိုးရိမ်ပြီးဟိုရွှေ့ဒီရွှေ့အချိန်ရွှေ့တာပါတချို့ကြတော့ dreamer တွေပါစိတ်ပါမှလုပ်မယ်စိတ်မပါရင်ဘာမှမလုပ်ဘူးဆိုတဲ့သူတွေပေါ့ crisis maker ဆိုတဲ့သူတွေကတော့ deadline နာကမှလှုပ်ရတာကိုသဘောကျတဲ့သူတွေပါသူတို့ကအဲ့လိုတော့အားတစ်ခုရှိမှလုံနိုင်တယ်လို့ထင်ကြလို့ပါနောက်တစ်ခုအနေနဲ့ကတော့အလွန်ကျွံလုပ်သူတွေလည်းရှိပါတယ်ဒီတော့အလုပ်တွေများပြီးအချိန်မရှိတော့အချိန်ဆွဲရတာတွေမျိုးတွေပါစိတ်ပိုင်းဆိုင်ရာပြဿနာအနေနဲ့ဆိုရင်တော့စိုးရိမ်ပူပန်မှုများတာစိုးရိမ်စိတ်များနေရင်ဘာကိုမှအာရုံမစိုက်နိုင်တော့နောက်မှလုပ်မယ်ဆိုပြီးအချိန်ဆွဲမိတာဖြစ်သွားပါတယ်စိတ်ကြဝေဒနာဒါလည်းတူတူပါပဲစိတ်တက်ကြနေမှာတော့ဘယ်အလုပ်ကိုမှလုပ်ချင်ကြိုင်စိတ်ရှိမှာမဟုတ်တော့ပါဘူး ADHD အာယုံစူးစိုက်မှုနဲ့ပြီးအတက်ကြွလွန်တဲ့ဒီယောဂမှာတော့သူစိတ်ဝင်စားတဲ့အလုပ်အာယုံဆိုင်ပြီးလုပ်ရမယ့်အလုပ်တွေကိုဆိုအချိန်ဆွဲမိနေမှာပါ OCD ဒါကတော့အပေါ်ကပြောတဲ့ perfectionist နဲ့ဆက်ဆက်နေပါတယ်ဘယ်ရမဆိုအကောင်းဆုံးအမားမပအောင်လုပ်ချင်တဲ့ဆွဲလန်းစိတ်ကြောင့်ဟိုလိုလုံးမလို့ဒီလိုလုံးမလို့နဲ့အချိန်ဆွဲမိသွားတာပါတခါတလေကြတော့လေစိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့်မဟုတ်ပဲကိုယ့်အကိုအကြောင်းရင်းမျိုးစုံပြပြီးမလုပ်တာလည်းရှိပါတယ်ဥပမာငါဘာလို့ရမလဲမသိဘူးဘယ်လိုလုပ်ရမလဲမသိဘူးစိတ်မပါဘူးအနီးနားမှလုပ်မယ်နေမကောင်းလို့နားလိုက်ရလောက်အောင်နေမကောင်းတာမျိုးမဟုတ်တဲ့အခြေအနေမှာတောင်မှနေမကောင်းလို့ဆိုတဲ့ဟာလိုမျိုးအချိန်မကျသေးလို့မိသွားလို့စသဖြင့်အကြောင်းမျိုးစုံပြတ်တတ်ပါတယ်တခါတလေဆိုဒီအလုပ်ကိုမလုပ်ပဲအချိန်ဆွဲခြင်းလို့တခြားအလုပ်တွေနဲ့မရှုပ်ရှွအောင်လုပ်နေတာလည်းရှိပါတယ်ဥပမာစာချက်ပါဆိုမှအခန်းထရှင်တာအဝတ်လျှော်ခြင်းတာပုံမှန်အချိန်မှာမလုပ်တဲ့အလုပ်တွေနဲ့ရှုပ်ပြတတ်တာမျိုးပေါ့နောက်ဆုံးကြတော့အချိန်ဆွဲတာကပြင်းလို့မလုပ်တာလည်းဖြစ်နိုင်တယ်လို့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့်လည်းဖြစ်နိုင်ပါတယ်အချိန်ဆွဲတာကကျန်းမာရေးပြဿနာလားအချိန်ဆွဲတာကနေရာတိုင်းမှာတွေ့ရနိုင်ပါတယ်အိမ်မှာအမေအလုပ်ခိုင်းတာစားလို့ရုံးမှာကျောင်းမှာနေရာတိုင်းမှာဖြစ်နိုင်ပါတယ်ရန်ဖန်ရန်ခါမှဖြစ်တယ်ဘလောက်ပဲအချိန်ဆွဲကိုယ့်ရဲ့နောက်ဆုံး deadline ကိုမိတယ်ဆိုရင်ရေဘူးရအဖြစ်တော့ပြဿနာမရှိဘူးလို့ပြောလို့ရပါတယ်ဒါပေမဲ့ဒါကရေရှည်မှာကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့လူမှုဘဝတွေကိုထိခိုက်စေနိုင်တယ်လို့သိထားပါမယ်ဥပမာအလုပ်မှာအလုပ်တွေမပြီးတဲ့အခါကျောင်းပညာရေးတွေကိုထိခိုက်လာနိုင်တဲ့အခါပြဿနာဖြစ်လာနိုင်ပါတယ်။ကျန်းမာရေးဘက်ကကြည့်မယ်ဆိုရင်လည်းကိုယ်ဆေးတောက်ဖို့ဆေးစစ်ဖို့လေ့ကျင့်ခန်းလုပ်ဖို့အချိန်ခဏဆွဲလာတဲ့အခါဒါကမကောင်းပါဘူး။ဒါအပြင်အချိန်မမီအောင်ကြိုးစားလို့စိုးရိမ်စိတ်တွေပိုများလာမယ်။စိတ်ဖိစီးတာတွေပိုဖြစ်လာမယ်။စိတ်တူစိတ်ဆက်လာမယ်။အေးတွေပြစ်လာမယ်။အစားချိန်တွေမမှန်တော့ဘူး။စားတဲ့ပြဿနာတွေကြုံရနိုင်ပါတယ်။အချိန်ဆွဲတဲ့အကျင့်ကိုဘယ်လိုဖြောင်းမလဲကဲအကျင့်တစ်ခုအနေနဲ့ဆိုရင်တော့ဒါကပြင်လို့ရပါတယ်နေ့ချင်းညချင်းပြောင်းလဲသွားမှာမဟုတ်ပေမဲ့ဖြည်းဖြည်းချင်းပြောင်းယူလို့ရပါတယ်
တကယ်လို့အပြစ်မှုပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအချိန်တွေကြောင့်အချိန်ဆွဲနေတာဒါကနာတာရှည်ယောဂတစ်ခုလိုဖြစ်နေပြီဆိုရင်တော့စိတ်ပိုင်းဆိုင်ရာပညာရှင်တွေနဲ့ပြသဖို့လိုပါတယ်အချိန်ဆွဲတတ်တဲ့အချိန်ကိုဘယ်လိုဖြောင်းမလဲဆိုတော့အလုပ်တွေကိုနည်းနည်းစီခွဲထားပါတရက်ထဲနဲ့အလုပ်တွေကိုအများကြီးလုပ်ရမယ်ဆိုဘယ်သူမှမလုပ်ချင်ပါဘူးဒါဆိုလူတိုင်းအချိန်ဆွဲမိမှာပါပဲဒါကြောင့်အလုပ်တွေကိုခွဲခြားလိုက်ပါတစ်ချိန်မှနည်းနည်းစီလုပ်ပါစုချပါဒီနေ့သတ်မှတ်ထားတဲ့အလုပ်တွေပြီးရင်ဘာလုပ်မယ်ဘာပေးမယ်ဆိုပြီးကိုစုချပါဒါကအလုပ်လုပ်ဖို့စိတ်သက်ကြွစေနိုင်ပါတယ်အနောက်ရှက်တွေကိုဖယ်ထားပါအနားမှာဖုန်းတွေ TV တွေရှိနေတောင်တော်တော်နဲ့အလုပ်မဖြစ်ပါဘူး Facebook လေးခဏသုံးမယ်ရုပ်ရှင်လေးတစ်ပိုင်းလောက်ကြည့်ပြီးမှလုပ်မယ်နဲ့အချိန်ဆွဲနေမိတက်ပါတယ်မမြင်ရင်တိတ်မသုံးမိတာကြောင့်အလုပ်လုပ်မယ်ဆိုရင်ဖုန်းတွေ TV တွေနဲ့ဝေးနေပါအချိန်ခဏပေးပါအလုပ်ကစားလုပ်ဖို့တာအချိန်ပေးပြီးမနေ့ကိုတိုက်တွန်းနေရတာတကယ်တမ်းစားလုပ်ဖြစ်ပြီးဆိုရင်အရှင်ရသွားပါတယ်အဲ့ဒီစားလုပ်ဖြစ်ဖို့ဆိုတာကအခက်ဆုံးပါအဲ့တော့ကို10မိနစ်လောက်ပဲလုပ်မယ်ဆိုပြီးစားတတ်မှတ်ပါပြီးရင်ခဏနာပြီးနောက်ထပ်10မိနစ်လောက်ထပ်လုပ်ပါအဲ့လိုနဲ့အရှင်တိမ်ပါလုပ်စရာရှိတဲ့အလုပ်နဲ့ရင်းနှီးအောင်နေပါโอเคစာချက်ဖို့ရှိတယ်ကျဲရမှာပြင်းလို့အချိန်ဆွဲနေတယ်ဆိုရင်အရင်ဆုံးစာကြည့်စပွဲမှာနေရာနည်းနည်းရှင်းလိုက်ပါခဏနေရင်ကျက်မက်စာအုပ်တွေထုတ်ထားလိုက်ပါပြီးရင်ကျက်မက်စာမျက်နှာလေးကိုလမ်းထားပါအလုပ်လုပ်တဲ့သူတွေဆိုရင်လည်း laptop လေးကိုတွားဖွင့်လိုက်ကိုလိုရမယ့် file လေးကိုတွားဖွင့်လိုက်နဲ့ဖြည်းဖြည်းချင်းကြီးကပ်ပြီးလုပ်ချင်လာအောင်ဆွဲဆောင်လို့ရပါတယ်ကြွားပါဒါကတော့နည်းနည်းရေးစရာကောင်းဝင်မဲ့တခါတလေတော့အလုပ်ဖြစ်ပါတယ်ဘယ်နေ့မှငါဒီစာအရချက်ပြီးနင့်ကိုလာဆိုပြမယ်ဒီလကုန်ရင်ဘယ်နှပေါင်ကြားနေရမယ်စသဖြင့်ကြွားပြောထားတာလဲကိုသွန်အားဖြစ်စေပါတယ်ဒီတိုင်းဆိုအလုပ်မဖြစ်ပေမဲ့သူများကကြွားထားတော့မလုပ်ဖြစ်ရင်ရှက်စရာကြီးဆိုပြီးအလုပ်လုပ်ဖြစ်သွားမှာပါလူတွေအားလုံးကမနဲ့မိုးလို့ရင်နောက်9မိနစ်မှထားမယ်ဆိုတာကနေညဘက်ဒီရုပ်ရှင်တစ်ပိုင်းပြီးရင်အိတ်မယ်ဆိုတဲ့အထိအချိန်ဆွဲတတ်ပါတယ်နေရာတိုင်းမှာပုံစံအမျိုးမျိုးနဲ့အချိန်ဆွဲပေမဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝကိုမထိခိုက်ရင်ဘာမှဖြစ်သေးပါဘူးဒါပေမဲ့ကိုယ်ကျန်းမာရေးကိုဘဝရဲ့တိုးတက်ကြောင်းတွေကိုထိခိုက်လာရင်တော့အချိန်ဆွဲတဲ့အချိန်ကိုပြုပြင်ဖို့လိုနေပါပြီ